pyramid ရဲ့စုစုပေါင်းအလေးချိန်ကတန်ချိန်6တန်းခန့်ရှိပါတယ် pyramid ရဲ့ fun facts pyramid ကမျက်နှာပြင်10ဖက်ရှိပါတယ်မြေပြင်ကကြည့်ရင်မျက်နှာပြင်4ဘက်ပဲရှိရလို့ထင်ရပေမဲ့ကောင်းကင်ယံကနေအလင်းမောင်ကျပုံကြည့်လို့ရှိရင်မျက်နှာပြင်တစ်ခုစီကအလင်းမှာအနှဲငယ်ခြိုက်ဝင်နေတာကြောင့်စုစုပေါင်းမျက်နှာပြင်10ဖက်ရှိနေတာကိုတွေ့ရမှာပါတဘာဝလေးပေးစနစ်အပြင်ဘက်သဲကန္တာရထဲမှာအပူချိန်45ဒီဂရီစင်တီဂရိတ်ထိပူပြင်းနေပေမဲ့ pyramid အတွင်းကန်ထဲမှာတော့ကမ္ဘာပန်းမြအပူချိန်ဖြစ်တဲ့20ဒီဂရီစင်တီဂရိတ်အမြဲတမ်းရှိနေပါတယ်လျှို့ဝှက်ခန်းမှာအသစ်အခု2026မှာတော့သိပ္ပံပညာရှင်တွေကခင်မီစကန်ဖတ်ဆက်တွေကိုသုံးပြီး pyramid အတွင်းမှာလူသားတွေမရောက်သေးတဲ့မီတာ30ရှည်တဲ့လျှို့ဝှက်အခန်းလူကြီးတစ်ခုကိုထပ်မံတွေ့ရှိထားကြပါတယ်နေဝင်ချိန်မှာ pyramid ရဲ့အရိပ်ကသဲပြင်ပေါ်ကိုရှည်လျားစွာကြားရောက်နေတာကိုကြည့်ရင်ဒါကတင်းချိုင်းကူတစ်ခုတည်းမကပဲငါတို့ကဒီလောက်ထိတော်ခဲ့ကြတယ်လို့ကဘာကြီးကိုနှစ်ပေါင်းထောင်ချီသက်တည်ပြနေမဲ့အနုပညာလက်ရာတစ်ခုဖြစ်မှန်းခန်းစားမိမှာပါ pyramid ကိုနှစ်စဉ်ခီးသားပေါင်း340လောက်လာလပတ်လေးရှိပါတယ်ဒီလိုဗီဒီယိုမျိုးလေးကြာရင် London Fine Channel ကို like and subscribe လုပ်ပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်